ဆရာနာရှင်စစ်မိတ်စာတွေရဲ့လုပ်ရက်တွေကအာရမလို့တွေ့နေတာကြီးကိုနော်ဒီကိုတော့ကခုနပြောခဲ့တဲ့ဆရာနာရှင်တွေလိုကြဆန္ဒပြလို့မရဘူးနော်ဝီနီးရဘာဖြစ်တယ်ညာဖြစ်တယ်နဲ့သူပြောနေတာတွေဟာဒါသူကဝီနီးလို့ဒါပြောနေပေမဲ့တကယ်တမ်းကျတော့ဆရာနာရှင်အလိုတော်ကြသူလိုက်ပြောနေတဲ့ဟေ့ဆိုတော့ပုံလင်းနေတယ်မိတ်ဆွေများအားလုံးတော်လန်တော်နေတဲ့ပါဒဝိုင်းတော်ဓမ္မအတန် YouTube Channel မမသားဓမ္မစကားစီစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဦးဇင်းတို့ဒီတစ်ပတ်မှာတော့ဆရာတော်မင်းတော်ညဗုဒ္ဓတက္ကသိုလ်မြင်ကြားထားတဲ့မမသားစကားတွေကိုလေ့လာမှတ်သားကြမှာပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကလေကုမဟာဝိဟာရအရှင်ညာနုဒ္ဒရရဲ့ဗီဒီယိုဖိုင်တစ်ခု online ပေါ်မှာပြန့်နှံ့လာတာတွေ့ရပါတယ်အဲ့ဒါကဘာလဲဆိုရင်ဆန္ဒပြတဲ့ရဟန်းတန်ဃာတွေဟာပောက်ကရဘုန်းကြီးတွေဝိနည်းတော်နဲ့မညီဘူးဆိုပြီးတော့မှရှုံချစော်ကားလာတာတွေ့ရပါတယ်ဆိုတော့ရဟန်းတန်ဃာတွေဆန္ဒပြတဲ့မပြတဲ့ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှပါကျုပ်ဆရာတော်ကြီးကတော့ဒါကတိခိယတိခါဘုန်းနဲ့ညီညွတ်တယ်ဆိုလို့ရှိရင်ဆန္ဒပြခြင်းကြောင့်အပြစ်မဖြစ်ဘူးအဘမတင်ဘူးဆန္ဒမပြဘူးလို့လည်းဘုရားကဝိနည်းသိက္ခာပုဥပဒေတော်ပြညတ်ထားတာမရှိဘူးဒါကြောင့်အဘတင်တဲ့အကြောင်းမရှိဘူးဆိုတဲ့အကြောင်းအရာကိုလည်းပဲဆရာတော်ကြီးကဒကာဒကမတွေကမေးမြန်းလို့ဖြေကြားထားတဲ့ဗီဒီယိုဖိုင်ကလည်းခင်ကလေးကရှိနေပါတယ်ဆိုတော့ဒီဆရာတော်နှစ်ပါးရဲ့မတူညီတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့မှဆရာတော်မင်းတို့ညကိုဦးဇင်းအခုလိုမေးမြန်းလျှောက်ကြားကြည့်မှာဖြစ်ပါတယ်မမဆရာတော်ဗျာရှေ့မှာတပည့်တော်တင်ပြခဲ့တယ်လို့ပေါ့နော်ဆရာတော်နှစ်ပါးရဲ့ကွဲလွဲချက်တွေရှိပါတယ်ဒီလိုကွဲလွဲချက်တွေနဲ့ပတ်သက်ပြီးတော့ဆရာတော်ရဲ့အမြင်အာဘော်တွေကိုလည်းတင်ပြမင်ကြားပေးဖို့တပည့်တော်ယူသည်စွာလျောက်ထားပါတယ်ဗျာမှန်ပါဗျာဒီတော့ဒီဆန္ဒပြခြင်းဆန္ဒထုတ်ဖော်ခြင်းပေါ့ပြီးတော့ဒီ2009ရှေးဝါရောင်လုံးကလည်းပဲပြီးတော့တန်ဃာတော်တွေကနေပြီးတော့ဒါဝီနီးနဲ့အညီပါပဲပါကျုပ်ဆရာတော်ကြီးပြောလို့အားလုံးသင်္ကန်းယုံကြတယ်သင်္ကန်းယုံပြီးတော့မေတ္တာတို့တွေရွတ်ကြတယ်မေတ္တာပို့ခြေတက်လန်းလျှောက်ကြတယ်အဲ့တော့ဘာလို့လုပ်ကြရလဲလို့ပြောမယ်ဟေးဆိုရင်ပြီးတော့တန်ဃာတော်တွေကသာဂရာနာဂရာစဥဘောအင်ညောညာနိတိတာဆိုတာတပည့်တော်ဒါဂရမတွေနဲ့တပည့်တော်ရဟန်းတန်ဃာတော်တွေဟေ့ဆိုတာကိုင်းကျွန်းမီကျွန်းကိုင်းမီပဲအပြန်လန်မှီပြီးတော့နေကြရတာအဲ့ဒီတော့ကတပည့်တော်ဒကာမတွေနော်လောင်စာစီပုံစံနှုံးတွေစမတန်မြင့်ပြီးတော့စာဝတ်နေအင်မတန်ခက်ခဲတဲ့အတွက်ကြောင့်ဒီဒကာမတွေနော်အားလုံးပြန်လဲပြီးတော့ပြည်လဲဖို့အတွက်စားတုံးစီစေးတွေနော်ပြန်ပြီးတော့ချပေးဖို့ဒါဆန္ဒပြကြတာပေါ့တပည့်တော်မေတ္တာတုတ်တွေရွတ်ပြီးတော့ခြေတက်လန်းလျှောက်ကြတယ်ဗုဒ္ဓရဲ့လမ်းစဉ်တွေနဲ့ကြည့်တယ်ဟေ့ဆိုရင်တပည့်တော်ကိုယ့်ရင်တွေကဆန္ဒကိုထုတ်ဖော်ပြီးတော့ပြောတာပါဒါကြောင့်မလို့ပါကျုပ်ဆရာတော်ကြီးကလည်းပဲမိမိတို့ရဲ့ရင်တွေကဆန္ဒကိုနော်ထုတ်ဖော်ပြီးတော့ပြသလို့ရတယ်ပါကျုပ်ဆရာတော်ကြီးကဟေ့ဆိုလို့ရှိရင်တပည့်တော်ဒီဒေဝရကိုပကဒနိယကံပြုတဲ့အခါမှာနော်ရှင်သာရိပုတ္တရာတို့ရှင်မမောက္ကလန်တို့ရှင်အာနန္ဒာတို့ကိုနော်သွားမြို့ထဲလှည့်လည်ပြီးတော့ဆန္ဒထုတ်ပေါ်ကြပြောကြကြယနေ့ဒေဝရရဲ့လုပ်ရက်တွေဟာဒေဝရတယောက်နဲ့ပဲသက်ဆိုင်နေဒီတန်ဃာတို့နဲ့မသက်ဆိုင်တော့ဘူးသူ့ကိုပကဒနိယကံပြုလိုက်ပြီးတန်ဃာဖြစ်ကကျင်ဖယ်ပလိုက်ပြီးဆိုပြီးတော့တန်ဃာတော်ရဲ့ဆန္ဒကိုဤရုထံကိုလိုက်ပြီးတော့ပြောကြခိုင်းတာဒါရှိနေတာယနေ့လေမိမိတို့ရဲ့တန်ဃာတော်ရဲ့ဆန္ဒဟေ့ဆိုတာတပည့်တော်နိုင်ငံသူနိုင်ငံသားတွေနော်ပညာရေးကျန်းမာရေးစီးပွားရေးအဆက်ဆက်ရပြင်လေစေခြင်းတယ်အခုတပည့်တော်ယေရှုရှင်တရားဓမ္မတွေဟာယနေ့ဆရာနာရှင်စမိတ်စာတွေကနော်မတရားတက်ဖြတ်တယ်ဖန်ဆီးတယ်ချုပ်နှောင်တယ်နော်နေအိမ်တွေဘုံနဲ့ကျဲတယ်ဒါတွေကသူတို့လုတ်ပိုင်ခွင့်မရှိဘူးတကယ်တမ်းရေးဆိုရင်စစ်တပ်ရေးဆိုတာတိုင်းလူပြည်သားများရဲ့အသက်အိုးအိမ်စီးစိမ်ကိုကာကွယ်စောင့်ရှောက်ခြင်းအလုပ်ကိုတောင်လုပ်ရမှာအခုမလုပ်တဲ့ပြင်ဒါကိုပြောင်းပြန်လုပ်ပြီးတော့ကိုပြည်သူပြည်သားတွေကိုယေရှုရှင်တွေကိုရဆက်ဆက်နှိမ့်စင်နဲ့များလျင်ကြီးတွေနဲ့ပုံကျဲနော်လူတွေလည်း
တောင်းနဲ့ချီးနေပြီသိကြတာဘုန်းကြီးเจ้าနေဘောကအစအကုန်လုံးဒါတပည့်တော်တို့ဘုန်းကြီးကြပြီးတော့ပြန်လုံတော်မူတဲ့နော်ယဟန်တန်ဃာတော်တွေဟေ့ဆိုရင်လေတပည့်တော်တို့သိရတော့လောက်ပဲဟေ့ဆိုရင်တော့ဒါအပါ80ကျော်ဖြစ်နေပြီအဲ့တော့တန်ဃာတော်တွေလည်းပြန်လုံတော်မူနေတယ်အဲ့တော့တပည့်တော်တို့ယဟန်တန်ဃာတော်တွေဟာနော်ဓမ္မအာဓမ္မပေါ့အာဓမ္မတွေကိုတွေ့လာတဲ့အခါမှာတပည့်တော်တို့ယဟန်တန်ဃာတော်တွေရဲ့နော်စာရိတ္တသီလသင်္ဃာလဝါဒတုံးမှာကျင့်ဝတ်ရကွာရှိနေတာမကောင်းမြတ်တာကောင်းရညွန်လေးအတေဟောကျူနာဘူးထက်မှန်နတ်ထန်တင်ရမြတ်တာလည်းပြူရန်မှု6ခုလွန်သေးကြဟိဆိုတာရှိနေတာအဲ့တော့မကောင်းတဲ့အာရမတွေကိုတွေ့နေတာကိုတားမြစ်ဆုံးမရမယ်ကိုယ့်ရင်တွေကနော်မိမိတို့ယဟန်တန်ဃာတော်တွေရဲ့ရင်တွေကနော်စန္ဒအမှန်တွေကိုပြောကြရမှာဗုဒ္ဓလည်းပြောကြဖို့အတွက်ယဟန်မှာတော့ဒီကျင့်ဝတ်တွေရှိတယ်လို့ပြောထားတာအခုမြန်မာထင်ဆရာနာရှင်ရှင်မိတ်စာတွေရဲ့လောက်ရက်တွေကအာရမလို့တွေ့နေတာကြီးကိုနော်ဒီကိုတော့ကခုနကပြောတဲ့ဆရာနာရှင်တွေလိုကြဆန္ဒပြလို့မရဘူးနော်ဝီနီးရဘာဖြစ်တယ်ညာဖြစ်တယ်နဲ့သူပြောနေတာတွေဟာဒါသူကဝီနီးလို့ဒါပြောနေပေမဲ့တကယ်တမ်းကျတော့ဆရာနာရှင်အလိုတော်ကြသူလိုက်ပြောနေတဲ့ဟေ့ဆိုတော့ပုံလင်းနေတယ်ဘာလို့လဲဆိုတော့အာရမကိုမဆုံးမဘူးဟေ့ဆိုတဲ့ကွာစာရိတ္တတီလာပြတ်နေပြီယဟန်တန်ဃာရဲ့အတက်ဟာစာရိတ္တတီလာဖြစ်တယ်ပြီးတော့သူတို့ဝီနီးလို့တာတကယ်ပြောနေကြပေမဲ့တကယ်တမ်းဟိဆိုရင်တပည့်တော်တို့ဗတ္တနိကုဇနကမ္မဝါစာနဲ့တပိတ်မောင်းမယ်အင်္ဂါ၈ချက်ထဲမှာဟိဆိုရင်တပည့်တော်တို့တန်ဃာတော်တွေကိုနေရင်ကြောင်းတိုက်မှာမနေနိုင်အောင်ဖယ်ရှားပစ်တာဒါဆိုရင်တပိတ်မောင်းရမယ်တပိတ်မောင်း၈ချက်ထဲမှာတပားညင်အောင်မှပဲလုပ်ရမယ်လို့ပြောတာအခုဟိဆိုရင်ဒီယန်တန်ဃာတော်တွေကိုနော်နေရင်ကြောင်းတိုက်ကနေဖယ်ရှားရုံနဲ့မကဘူးဘုံနဲ့ပါကျဲပြီးတော့တက်ဖြတ်ပြစ်နေတာအဲ့တော့8ပါးလုံးတပိတ်မောက်အင်္ဂါ8ပါးလုံးညှိနေတဲ့နော်ဒီစစ်အာဏာရှင်တွေကိုဝီနီးကံအယမြတ်စွာဘုရားရဲ့နော်ထားခဲ့တဲ့ပတ္တနိကုဇနကမ္မဝါစာနဲ့တပိတ်မောက်ကိုမှောက်ရမယ်သူတို့စီကအလှမခံရဘူးနော်ဒါတွေလောက်ရမယ်ကိစ္စကြတော့မလုပ်ဘဲနဲ့ဝီနီးလို့တတွင်တင်ဩပြီးပြောပြီးတော့ကိုလုပ်ရမယ်ပတ္တနိကုဇနကမ္မဝါစာနဲ့နော်ဒါတပိတ်မောက်ထားတဲ့ဟေ့ဆိုရင်လိုက်နာရမှာယနေ့နော်သခိုင်းမကွေးမြို့နယ်ပေါင်း20ကျော်ကတန်ဃာတော်တွေကတပိတ်မှောက်ထားတာပဲယနေ့ဒါကိုကြတော့ပူပေါင်းပါဝင်မှုမလုပ်ရဲပဲနဲ့စစ်အာဏာရှင်အလိုကြယဟန်တန်ဃာတော်တွေကစန္ဒမပြရဘူးဝီနီးနဲ့မညီဘူးဟဲ့ဆိုတာတော့ဒါဟာသူရဲ့လေတံကိုကြည့်ရင်စစ်အာဏာရှင်အလိုတော်ကြပြောနေတာဖြစ်တယ်ဒါကြောင့်မလို့ပါမကကျုပ်ဆရာတော်ကြီးကိုယ်တိုင်ကယဟန်ဟာခုနပြောတဲ့သင်္ကန်းယုံပြီးတော့နော်စန္ဒထုတ်ပေါ်တယ်စန္ဒပြတယ်ဟဲ့ဆိုတာပြုလုပ်တင်ပါတယ်ဆိုတာဟာတပည့်တော်တို့ကသဘောတူပါတယ်ဗုဒ္ဓရဲ့လမ်းစဉ်နဲ့လည်းညီတဲ့အတွက်ကြောင့်ဒါမဖြစ်မနေတပည့်တော်တို့လုပ်ကိုလုပ်ရမှာဖြစ်ပါတယ်ဗျာဒါကတော့စေတော်မင်းတို့ညဆွေးနွေးခဲ့တဲ့ဆွေးနွေးချက်တွေကိုအလုံးလေ့လာမှတ်သားကြရတာပဲဖြစ်ပါတယ်ကြည့်ရှုနားထောင်နေကြတဲ့ပရိသတ်များအနေနဲ့လည်းပဲယဟန်တန်ဃာတွေစန္ဒပြတဲ့မပြတဲ့ဆိုတဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့အမြင်အာဘော်တွေကိုလည်းကွန်မန့်မှာရေးသားဆွေးနွေးနိုင်ပါတယ်ယဟန်တန်ဃာတွေမှာဓမ္မဘက်ယဟန်တန်ဃာနဲ့အာရမဘက်ယဟန်တန်ဃာဆိုပြီးတော့နှစ်မျိုးရှိနေတာဖြစ်ပါတယ်ဒီနေ့အချိန်ဒီနေ့ခေတ်မှာဆိုတော့မိမိတို့အနေနဲ့ဓမ္မအပေါ်မှာယက်တည်တဲ့ဓမ္မဝါဒီယဟန်တန်ဃာတွေကိုရွေးချယ်ကိုယ်ွယ်နိုင်ပါမှဦးဇနုရဲ့နိုင်ငံဓမ္မထွန်းကားမှာဖြစ်ပါတယ်ဦးဇနုရဲ့နိုင်ငံဓမ္မထွန်းကားပါမှတာယာလှပအေးချမ်းပျော်ရွှင်တဲ့ပရိဒုဘဒေသဝါဒလို့ခေါ်တဲ့နိုင်ငံကိုဦးဇနုတွေထူထောင်နိုင်ကြမှာဖြစ်ပါတယ်ဒါကြောင့်ဓမ္မထွန်းကားအောင်တော်တက်မှန်ကန်တဲ့ထေမွန်ရှင်ကောင်းတွေကိုရွေးချယ်ကိုယ်ွယ်နိုင်ကြပါသေးကြောင်းပြောကြရင်းနဲ့ဒီတင်ပြချက်ကိုညီကုန်းကံပါအဆုံးသတ်အပ်ပါတယ်အားလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်